ဖယားသခင်ကကျွန်တော်တို့ကိုအမှုတော်ထဲမှာရှိနေစေတာကမိုးထားမှုအတွက်နဲ့ဖယားရဲ့အလိုတော်ပြည့်စုံဖို့အတွက်ဖြစ်တယ်။ Revival အတွက်ကျွန်တော်တို့ဟာတောက်လောင်နေတဲ့မီးတွေဖြစ်နေဖို့လိုအပ်တယ်။မကြခင်မြန်မာပြည်မှာရိုက်ခတ်မဲ့ Revival line အတွက်ဖယားသခင်အသုံးပြုလို့ရမယ့်လူတစ်ယောက်ဖြစ်နေအဆင်သင့်ရှိနေတယ်။ Revival မီးကိုကျွန်တော်တို့ရဲ့အတွင်းထဲမှာငြိမ်းမသွားဖို့အတွက်ဖယားသခင်နဲ့အမြဲတမ်းမှာအံကောင်းစားဖြစ်နေတယ်။ကျွန်တော်တို့ရဲ့အသက်တာမှာအရေးမကြီးတဲ့အရာတွေကိုထုတ်ပယ်ပြရ။သင်က Revival ကိုစာငတ်တယ်ဖယားသခင်အသုံးပြုတာကိုခံကျင်တယ်ဆိုရင် Revival အတွက်စာငတ်ခြင်းမရှိတဲ့အသင်းတော်တွေခေါင်းဆောင်တွေရဲ့လက်အောက်ကနေသင်ထွက်လာပြီးတော့အမြဲတမ်းမှာအစင်သစ်ရှိနေတောက်လောင်နေတဲ့ခေါင်းဆောင်တွေနဲ့လက်တွဲဖို့လိုအပ်တယ်